ลางานได้ไหมครับลางานได้ไหมครับအလုပ်ခွင့်ယူလို့ရလားရှင်လာငန်ဆိုတာကအလုပ်ခွင့်ယူတာได้ไหมရလားလာငန်ได้ไหมคะအလုပ်ခွင့်ယူလို့ရလားရှင်ถ้าไม่สบายลาป่วยได้ถ้าไม่สบายลาป่วยได้နေမကောင်းရင်နာမကျန်းခွင့်ယူလို့ရတယ်ถ้าไม่สบายဆိုတာကနေမကောင်းရင်ลาป่วยဆိုတာကဖျားနာခွင့်နာမကျန်းခွင့်ถ้าไม่สบายลาป่วยได้နေမကောင်းရင်နာမကျန်းခွင့်ယူလို့ရတယ်วันนี้ขาดกี่คนวันนี้ขาดกี่คนဒီနေ့ဘယ်နှယောက်ပြက်ကွက်လဲวันนี้ဆိုတာကဒီနေ့ขาดဆိုတာကပြက်ကွက်တယ်လို့ပြောတယ်กี่คนဆိုတာကဘယ်နှယောက်လဲวันนี้ขาดกี่คนဒီနေ့ဘယ်နှယောက်ပြက်ကွက်လဲขาด10คนขาด10คน10ယောက်ပြက်ကွက်တယ်10คนဆိုတာက10ယောက်ขาดဆိုတာကပြက်ကွက်တယ်ขาด10คน10ယောက်ပြက်ကွက်တယ်ไปไหนหมดဘယ်သွားကုန်တာလဲไปไหนဆိုတာကဘယ်သွားလဲหมดဆိုတာကုန်တာไปไหนหมดဘယ်သွားကုန်တာလဲ